ချင်းမျိုးသားနေ့ခမ်းနားကိုအခုလို Maryland ပြည်နယ်မှာနှစ်စဉ်ပြုလုပ်လာတာဟာဆိုရင်နှစ်ပေါင်း30လောက်ရှိသွားပြီလို့ဒီ Chin Community of USA DC area ရဲ့ဥက္ကဋ္ဌ Don Cup ကပြောပြပါတယ်ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲကျွန်တော်ချင်းလူမျိုးတွေကနေမြန်မာပြည်လာတော့เนาะကျွန်တော်ရဲ့ကလေးတွေကြည့်ပါဦးကလေးတွေအများကြီးပဲဒီနေ့ဆိုလို့ရှိရင်ကလေးတွေထောင်နဲ့ချီပြီးလာကြတယ်ဆိုတော့သူတို့တွေကကျွန်တော်ရဲ့ရိုးရာဓလေ့လည်းမမိအောင်ပြီးကျွန်တော်တို့လူမျိုးချစ်စိတ်လည်းကြည့်အောင်ပြီးကျွန်တော်ကချင်းတစ်ခုတည်းမို့မှာမြန်မာတိုင်းရင်းသားပေါ့နော်မြန်မာတိုင်းရင်းသားအနေနဲ့ကျွန်တော်ဒါကျွန်တော်ဘယ်နေလာလဲကျွန်တော်တို့ရဲ့ဘိုးဘွားတွေဘယ်နေကျွန်တော်လာကြလဲဆိုလို့ဆိုတာအမြဲအမှတ်တရလည်းဖြစ်အောင်နော်ပြီးကိုအမျိုးသားနဲ့ကိုကျင်းပရချင်းဖြစ်ပါတယ်ဆက်ပါအခုဒီချင်းအမျိုးသားနေ့အခမ်းအနားမှာလေကချင်တိုင်းသားတွေဘက်ကနေပြီးတော့ကချင်ရိုးရာအကားနဲ့ဖျော်ဖြေသွားတာလည်းတွေ့ရပါတယ်အခုကျင်းပတဲ့ချင်းမျိုးသားနေ့အခမ်းအနားအတွက်လည်း NUG အမျိုးသားညီညွတ်ရေးအစိုးရကတုံ့ပြန်ပေးပို့ခဲ့ပါတယ်ကျွန်တော်ချင်းလူမျိုးတွေကတော့ဒါ Federal ပြည်ထောင်စုကိုတိစောက်ဖို့ရတော့ရက်နီးရက်ဝေးတကဘာလုံးမှာရှိတဲ့ချင်းလူမျိုးတွေကတော့ဒါကျွန်တော်တို့ဒါရဲ့ကျွန်တော်ရဲ့ရီမန်းချက်ပါအဲဒီရီမန်းချက်အတိုင်းပဲကျွန်တော်ဆက်လက်ပြမှလည်းကိုတိုက်ပွဲဝင်နေကြပါ